ဘာရောမဟုတ်ဒီနေ့ကျွန်တော်ဒီဖက်တည်းရဲ့ရာကုန်ကိုရှင်းပြမှာပေါ့နော်ဖက်ကတော့ဒီ2ရက်နဲ့တော့မဟုတ်ကျွန်တော်ဒီဘန်းပြန်လာတဲ့အချိန်မှာဖက်က3-5ရက်လောက်တော့ပါတယ်အသစ်က3ရက်အသစ်က3ရက်ဒီအဟောင်းက3ရက်ဆိုတော့6ရက်လောက်ပါတယ်ကျွန်တော် lucky H လေးမှာထည့်လာဗျာဖြစ်ချင်တော့ဗာလဲဆိုတော့ကျွန်တော်ဒီထိုင်းကနေပြီးတော့ဒီဒူဘိုင်းနေထိုင်းလို့ပါတော့ပြဿနာမရှိသေးဘူးထိုင်းကနေပြီးတော့ဒီမြန်မာနိုင်ငံကိုကူးတဲ့အချိန်မှာပြဿနာဆတာပဲလင်းမော်စတက်တယ်လင်းမော်စတက်တဲ့အချိန်မှာဟောဒီဟိုဘာတွေစစ်တယ်ဗျာဘလောက်ကြရန်လို့ပါတော့အဲ့ဒါကြီးဆိုကျွန်တော်ဒီဂျယ်တွေပါထားခဲ့ရအဲ့မှာစိတ်ကတိုးနေပြီလူကစိတ်ကတိုးနေတဲ့အချိန်မှာရန်ကုန်လေစိတ်ရောက်တော့လေပါဖြစ်လေဆိုလက်ကြီးကတော်တော်နဲ့ထွက်မလားဘူးဒီကောင်လေးစောင့်နေကြကြီးထွက်မလာဘူးထွက်လာတဲ့အခါကျတော့ဗာဖြစ်လေဆိုကျွန်တော်အိတ်ကိုဗျာတို့ကဒီအခွန်ပေးဖို့အတွက်ဒီဟိုဟာလေးကျိုးလေးပတ်ပေးလိုက်တော့ကျွန်တော်လည်းအဲ့လက်ကြီးယူပြီးထွက်လာတော့အမှတနားရီလောက်စောင့်ရတယ်အဲ့လက်ကြီးကိုရဖို့တနားရီလောက်စောင့်ပြီးမှထွက်လာဆိုလူကစိတ်ကတိုးနေပြည့်မလားအဲအကောင်ကမရှိဘူးလေစိတ်ကအဲ့ဒီစိတ်ကတိုးစိတ်ကညစ်ပြည့်မလားပြန်လာဒူဘိုင်းပြန်လာတော့စိတ်ကညစ်နေတဲ့အချိန်မှာပြန်ထွက်လာတဲ့အချိန်မှာလက်ကြီးကကြန့်ကြတော့တော်စိတ်ကညစ်နေပြီထွက်လာတော့အဝင်ထွက်ပေါက်လာရတော့ဗာဖြစ်လေဆိုတော့အဲ့မှာဒီစစ်ဆေးတဲ့ဂိတ်မှာပေါ့ကောင်မလေးတယောက်ခက်ချောခန့်ငယ်ငယ်လေးပါပဲသူကလည်းဝိသစကတ်ကအတူသူပြောတယ်အဲ့ဒါဒီအိမ်လေးကိုခဏဖွင့်ပြပါမဟုတ်ဘူးကျွန်တော်တို့မှဘာမှမပါဘူးကျွန်တော်ဒီထဲမှာဖက်နဲ့တွေပဲပါတယ်စီးပြီးသားဖက်နဲ့မဟုတ်ပါဘူးပေါ့ဒီသူတို့ကလည်းတာဝန်ရဆိုပြီးတော့ဖွင့်ခိုင်းတဲ့အချိန်မှာကျွန်တော်လည်းစိတ်ကတူးလွယ်ကတစ်ဖက်ပြီးအောင်လားအဲ့ဒါနေပြီးတော့ဖွင့်ချလိုက်တယ်ရောဖွင့်လိုက်တော့ဒီအိတ်ဖွင့်လိုက်တဲ့အချိန်မှာသူကဒီအိတ်ရဲ့ဘေးမှာဒီတော့ဘေးမှာသူကလာပြီးထိုင်နေတဲ့အချိန်မှာသူကစကတ်ကအတူပြီးပေါင်ပေါ်နေတဲ့အချိန်မှာသူကဒူးလေးထောက်ပြီးနူးလေးကလာထိုင်ပြီးတော့ကြည့်တဲ့အချိန်မှာဒီဘက်မှာအိတ်ကဘေးမှာသူကလူကြည့်မှဆိုကျွန်တော်ဖွင့်ပြီးတော့အဲ့မှာအလုံးလိုက်လေဆိုတော့ဒီဟိုဟာထိန်းထားတဲ့ဂျူးကြီးတယ်သူဖက်ကဟိုဖြစ်နေတော့တင်းနေရအဲ့ကောင်သူကရန်တင်းနေဒီရွက်နေတော့ဒီလိုစိတ်ကတ်တိုးနဲ့ညှိချနေတာဘာဖြစ်လာလဲဆိုအဲ့ဟိုထိန်းထားတဲ့ဒီအိတ်ထဲမှာတဲ့လက်ကိတ်ထဲမှာထိန်းထားတဲ့ဒီပေါ့ဗျာအုံဆိုပြီးတော့သူပေါင်သွားရိုက်တာဗျာဟိုကလည်းအာနာစိတ်ကတ်တိုးနေတယ်တော့ဖွင့်ရတယ်လို့ဖွင့်ပြတော့လေဟိုသူ့မှာလည်းထိခိုက်တော့တည်အောင်ပေါင်ဝေးလေးပေါ့ဗျာပေါင်ဝေးလေးကိုဒါထိပြီးတော့တော်တော်စိတ်သွားမယ်ထင်တယ်တော့ဒီပနဲ့အဲ့နေသူကောက်ပြီးအဲ့မကျင်တဲ့လူလားမဟုတ်ရပါဘူးဗျာဘာညာပေါ့ကျွန်တော်လည်းတောင်းမှန်တော့မကျင်တဲ့လူလည်းမဟုတ်ပါဘူးကျွန်တော်မှသာကျွန်တော်စိတ်ကညင်းနဲ့ဖွင့်ပြလိုက်သူ့ခိုင်းပြီးသွားတယ်အဲ့နေသူစပြီးတော့ကြီးလိုက်တဲ့အချိန်မှာဒီနက်ကိုစီဗီတာအောင်ဘက်နက်ကိုသွားတွေ့တော့လက်လေးနဲ့ပြန်အဲ့စီဗီတာဆိုပြန်လွတ်လိုက်တယ်လို့နော်ဒီဖက်တည်းရာဇဝင်နဲ့လာတာဒုက္ခဒုက္ခတွေကိုဒီဘန်းနေပြီးတော့မြန်မာနိုင်ငံရန်ကုန်လေးသေးသေးဒုက္ခတွေနဲ့ဆက်ကြော်လာခဲ့ရကဲဒီဗီဒီယိုလေးကနေလဲအဲ့ဒီညီမလေးပေါ့နော်ကျွန်တော်လည်းငယ်နေထင်ပါတယ်အဲ့ညီမလေးကိုလည်းတောင်းပန်ပါတယ်လို့မတော်တဆဖြစ်သွားတာပါလို့ကျွန်တော်ရည်ရွယ်ချက်မရှိပါဘူးတမင်ရည်ရွယ်ချက်နဲ့လောက်တာမဟုတ်ပါဘူးလို့နော်ကဲလင်ခွဲမှာဒီလုံနေတဲ့ညီမလေးပါနော်ကိုတောင်းပန်ပါတယ်လို့အခုမှပဲဗီဒီယိုလေးလုပ်ဖြစ်လို့ပါစိတ်ကူးလေးပေါက်သွားလို့နော်ဒီဖက်တည်းရာဇဝင်လေးကိုပြောရင်းနဲ့ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျဒီဗီဒီယိုလေးကိုတွေ့ရင်လည်းညီမလေးကိုတောင်းပန်ပါတယ်လို့